ဒီအလွန်မှအရေးကြီးပြီးအရန်ကိုအသုံးဝင်စိတ်ဝင်စားဖို့ကောင်းတဲ့ NLP ရဲ့ပညာရပ်တစ်ခုဖြစ်တဲ့ Timeline Therapy Timeline ကုထုံးနည်းကြောင်းကိုပြောပြပေးပါမယ်။ Timeline Therapy ဟာအတိတ်ကစိတ်ဒဏ်ရာတွေအနာဂတ်ကိုတားဆီးနေတဲ့ဆုံးဖြတ်ချက်တွေကိုနာကျင်မှုမဖြစ်စေပဲလွတ်မြောက်စေတဲ့နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်။ Timeline Therapy ကိုဒေါက်တာ Ted James ကဖန်တီးထားပြီး NLP အခြေခံပေါ်မှာတည်ဆောက်ထားတာပါ။အခြေခံယူဆကတော့လူသားတွေရဲ့မသိစိတ်ထဲမှာအချိန်ကိုအတိတ်လက်ရှိအနာဂတ်ဆိုပြီးတော့ညာအနေနဲ့သိသိထားပါတယ်။ Timeline ယူဆကတော့လူတိုင်းမှာကိုယ်ပိုင် timeline ဆိုတာရှိပါတယ်။ timeline ကိုကြည့်မယ်ဆိုရင်အတိတ်အတွက်ဆိုရင်နောက်ဘက်သို့မဟုတ်ဘယ်ဘက်သို့မဟုတ်အောက်ဘက်ကိုကြည့်ရပါမယ်။အနာဂတ်ဆိုရင်ရှေ့ဘက်သို့မဟုတ်ညာဘက်သို့မဟုတ်အပေါ်ဘက်ကနေမြင်တွေ့နိုင်ပါတယ်။အရေးကြီးဆုံးအချက်ကဖြစ်ရပ်ကိုမပြောင်းပါဘူး။ဖြစ်ရပ်နဲ့ဆက်ဆက်တဲ့ခံစားချက်ကိုသာပြောင်းပါတယ်။ Timeline Therapy ရဲ့အခြေခံယူဆချက်တွေအနေနဲ့မသိစိတ်ကအမတ်တရားတွေကိုအစဉ်လိုက်သိမ်းဆည်းတယ်။ခံစားချက်တွေဟာသင်ယူထားတဲ့အရာတွေဖြစ်တယ်။အမြဲဖြစ်နေတဲ့စိတ်ချနေတော့မဟုတ်ပါဘူး။ခံစားနာကျင်မှုကိုလွှတ်ချနိုင်ရင်လမ်းလှုပ်ထားတဲ့သင်ခန်းစာသစ်တွေကိုသိမ်းနိုင်ပါတယ်။အပြောင်းလဲဖြစ်ဖို့ timeline ပေါ်မှာလုပ်ရင်အကောင်းဆုံးဖြစ်ပါတယ်။ timeline ကုထုံးနည်းနဲ့ကင်ထွယ်ဖြည့်ရှင်းနိုင်တဲ့ရန်စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေကတော့ကြောက်ရွံ့မှုဒေါသဝမ်းနည်းမှုနာကျင်မှုအဖြစ်ခံစားနေရမှုကိုကန့်သက်ထားတဲ့ဆုံးဖြတ်ချက်ကြီးအဲ့ဒါတွေကိုပယ်ဖျောက်ခြင်း timeline ကုထုံးနည်းနဲ့ဖြည့်ရှင်းနိုင်ပါတယ်။ timeline therapy ရဲ့လုပ်ငန်းစဉ်အခြေခံလေးတွေအနေနဲ့တော့ client ရဲ့ timeline ကိုဖော်ထုတ်ရပါမယ်။ပြီး timeline ကိုသိမြင်အောင်လုပ်ရပါမယ်။ timeline ပေါ်မှာမပါဝင်မဲ့ dissociate ဖြစ်ပြီးကြည့်နေရပါမယ်။ပထမဆုံးဖြစ်ရပ်ကိုပြန်သွားရပါမယ်။သင်ခန်းစာယူပြီးခံစားချက်ကိုလွတ်မြောက်စေရပါမယ်။နောက်ဆုံးပြန်လည်ဆန်းစစ်ပြီးအနာဂတ်အတွက်ကိုပြင်ဆင်ရပါမယ်။ timeline therapy ရဲ့အကျိုးကျေးဇူးအနေနဲ့ကြရင်တော့ဉာဏ်ဆန်စွာပြောင်းလဲနိုင်တယ်။မနာကျင်မဲ့လှုံ့ဆော်နိုင်တယ်။ရေရှည်အတွက်ကိုလည်းအကျိုးရှိနိုင်တယ်။အဲ့တော့ coaching လုပ်မယ် therapy လုပ်မယ်နှစ်မျိုးစလုံးမှာသုံးချနိုင်ပါတယ်။အဲ့တော့ဒီကုန်းချုပ်အနေနဲ့ကတော့ timeline therapy ကနေပြီးတော့ဘယ်လိုမျိုးလေးညွှန်ကြားထားလဲဆိုရင်အတိတ်ဟာသင်ကိုမသတ်မှတ်ပါဘူး။ကျမတို့ရဲ့ခံစားချက် emotion တွေကိုဖယ်ထုတ်နိုင်နေဆိုရင်ကျမတို့ရဲ့ရှင်းလင်းမှု clarity ကိုရရှိနိုင်ပါတယ်။ decision တွေကိုအကောင်းဆုံးပြောင်းနိုင်နေဆိုရင်ကျမတို့ရဲ့ဘဝတစ်ခုလုံးဟာအကောင်းဆုံးပြောင်းလဲမှု transformation တွေကိုရရှိနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။